တဲကနာရဆန်တဲ့ပတ်ဝန်းကျင်တစ်ခုမှာယထာတစီကဖြစ်တံမောင်းနှင်နေပါတယ်။ယထာထဲမှာတော့ဗာဂျေးဆိုတဲ့ကြမ်းတမ်းတဲ့ရုပ်သွင်းပြင်ရှိတဲ့အမျိုးသားတစ်ယောက်ကထိုင်နေပြီးပါမောက်စားနေပါတယ်။သူ့ရဲ့ရှေ့မှာတော့ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့ကလေးကိုချော့တက်ရင်ဗာဂျေးကိုစိုက်ကြည့်နေပါတယ်။ခဏအကြာမှာယထာရက်သွားတဲ့အခါဗာဂျေးကယထာပေါ်ကနေမဆင်းခင်အဲ့ဒီအမျိုးသမီးကိုသူ့ရဲ့ပါမောက်ကိုပေးပြီးနောက်အပြင်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ဗာဂျေးကအနီးနားကဆိုင်တစ်ဆိုင်ကိုလမ်းလျှောက်သွားပြီးဆိုင်ပိုင်ရှင်ကိုဒီအနီးနားမှာလူတစ်ယောက်ကိုတွေ့မိလာလို့မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကတော့ဘာမှပြန်မပြောဘဲ TV ကိုသာဆက်ကြည့်ခဲ့ပါတယ်။နောက်ပိုင်းမှာဗာဂျီကတပ်စင်ခံအကြောင်းမေးလိုက်တဲ့အခါမှာတော့ဆိုင်ပိုင်ရှင်ကတခြားဘာသာစကားတစ်ခုနဲ့လမ်းညွှန်ပေးလိုက်ပါတယ်။လမ်းထဲငယ်လျှောက်ပြီးတဲ့နောက်မှာတော့ဗာဂျီကညစ်ပတ်ပြီးရင်ကောင်းတွေပလုံစီနေတဲ့တပ်စင်ခံတစ်ခုကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဝမ်ဘိုက်ကတင်းကျပ်လုံးနေတာကြောင့်ဒီလိုအခြေအနေမျိုးမှာတော့မဖြစ်မနေအသုံးပြုခဲ့ရပါတယ်။တပ်စင်ခံထဲမှာရှိနေချိန်ယောက်ျားဆန်တဲ့အတန်တစ်ခုကစခန်းကိုသွားဖို့လူတစ်ယောက်ကိုစောင့်နေတာလားလို့လာမေးခဲ့ပါတယ်။ဗာဂျီကလည်းဟုတ်တယ်လို့ပြန်ဖြေလိုက်တဲ့အခါမှာတော့အဲ့ဒီလူကထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာဗာဂျီမျက်နှာတက်နေချိန်လူတစ်ယောက်ကသူ့အနာကိုရောက်လာပြီးရေကိုမဖြုံးတီးဖို့တတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဗာဂျီကသူ့ကိုစခန်းအထိမောင်းပို့ပေးမဲ့ကုန်ကားဒရိုက်ဗာကီးနဲ့အတူခီးစားတင်ခဲ့ပါတယ်။လမ်းမှာတော့ကီးကဗာဂျီကိုစခန်းအထိပို့ဆောင်ပေးရမယ့်ခီးစိတ်ကိုပြောပြခဲ့ပါတယ်။ဗာဂျီကပို့ဆောင်ကားဟာဒေါ်လာ200လောက်ပဲရှိမယ်လို့ထင်ထားခဲ့တာကြောင့်အခကြေးငွေပိုများလာတာကိုမြင်လိုက်ရတဲ့အခါမှာတော့အနှဲငယ်အံ့ဩသွားခဲ့ရပါတယ်။အပြင်မှာအပူချိန်ကလည်းပြင်းထန်လွန်းနေတာကြောင့်ဗာဂျီကကုန်ကားရဲ့လေအေးပေးဆက်ကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်လိုက်တာနဲ့ကီးကအင်ဂျင်ကိုဝင်ပြီးစေပြီးပျက်စီးသွားနိုင်တယ်လို့စူပူချိန်မောင်းခဲ့ပါတယ်။ခရီးတနေရာအရောက်မှာတော့ကုန်ကားရဲ့တာယာပောက်ကွဲသွားတာကြောင့်သူတို့နှစ်ယောက်ကရက်ပြီးတော့တာယာလဲခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲရိုင်းဆိုင်နဲ့တော်ခွေးနှစ်ကောင်ကိုက်ခဲနေတာကိုတွေ့လိုက်ရပါတယ်။ကီးကကျမ်းမာတဲ့တော်ခွေးကိုမောင်းထုတ်လိုက်ပြီးတော့ဒဏ်ရာရနေတဲ့တော်ခွေးကိုတော့နာကျင်မှုမရှိဘဲတည်ဆုံးစေခဲ့ပါတယ်။မကြာခင်မှာပဲတာယာကိုပြင်ဆင်ပြီးလန်ခီကိုဆက်လက်ထွက်ခွာခဲ့ကြပါတယ်။နောက်ပိုင်းဓာတ်ဆီဖြည့်ဖို့ရက်တန်းတဲ့အချိန်မှာတော့ညအချိန်ရောက်နေပြီဖြစ်တာကြောင့်အဲ့ဒီနေရာမှာပဲအနားယူပြီးနောက်တနေ့မှခီးဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ညအချိန်မှာအတူတူအနားယူနေကြရင်ကီးကဗာဂျေးကိုစခန်းကိုတွားရောက်ရတဲ့ရွေချက်ကိုမေးမြန်းခဲ့ပါတယ်။ဗာဂျေးကတော့သူဟာတသက်တာအတွက်အခွင့်အရေးလမ်းတစ်ခုကိုရှာဖွေနေတာဖြစ်ပြီးအဲ့ဒီနေရာမှာရှာတွေ့နိုင်မယ်လို့ယုံကြည်ထားကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့စခန်းကိုပုံမှန်တွားလာနေတဲ့ကီးကတော့အဲ့ဒီနေရာဟာအခွင့်အလမ်းကောင်းတွေရှာဖို့အတွက်လုံးဝတင့်တော်တဲ့နေရာမဟုတ်ဘူးလို့ပြန်လည်ရှင်းပြခဲ့ပါတယ်။အဲ့ဒီနေရာမှာရနိုင်တာဆိုလို့ပင်ပန်းလာတဲ့လောက်အားပေးမှုတွေပဲဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဗာဂျေးကတော့ပင်ပန်းတဲ့အလုပ်ကိုမကြောက်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။နောက်တစ်နေ့မှာကီးကဘေးထိုင်ကုန်းမှာအနားယူနေချိန်ဗာဂျေးကကုန်ကားကိုမောင်းနေခဲ့ပါတယ်။ခဏအကြာမှာအပြင်ဘက်ကပူပြင်းလုံးတဲ့နေအောင်ကြောင့်ဗာဂျေးကပူအိုက်လာတာနဲ့လေအေးပေးဆက်ကိုအပြည့်အဝဖွင့်လိုက်ပါတယ်။ဒါပေမဲ့ဒီအရာကကုန်ကားအင်ဂျင်ကိုရပ်တန့်သွားစေခဲ့ပါတယ်။ကီးကအဲ့ဒါကိုသိသွားတဲ့အခါမှာတော့ဗာဂျေးကိုအော်ဟစ်ဆေးဆိုပြီးကားကိုလမ်းဘေးမှာထိုးရက်ခိုင်းလိုက်ပါတယ်။ကားရက်သွားတဲ့အခါဗာဂျေးကတောင်းပန်ပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်။ကုန်ကားစီပြန်လာတဲ့လမ်းမှာတော့ဗာဂျေးကထူးဆန်းတဲ့ကြောက်တုံအစုဝေးတစ်ခုကိုသတိပြုမိလိုက်ပါတယ်။စူဇန်လိုစိမ့်နဲ့အနီးကိုသွားပြီးကြောက်တုံတုံးပေါ်မှာဖုံးအုပ်နေတဲ့အမိုက်တရိုက်ကိုဖယ်ရှားကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီကြောက်တုံဟာရွှေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီအရာကိုမြင်လိုက်ရတာကြောင့်ဗာဂျေးအလွန်အံ့အားသင့်သွားပြီးတော့ကီးကိုလှမ်းခေါ်လိုက်ကလာကြည့်ဖို့ပြောလိုက်ပါတယ်။ကီးရောက်လာတဲ့အခါမှာတော့သူ့ရဲ့မီချစ်ကိုထုတ်ပြီးကြောက်တုံကိုမီရှို့ကြည့်လိုက်ပါတယ်။မီရှို့ပြီးအယောင်မဲသွားရင်ရွှေမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ကြောက်တုံရဲ့အစိတ်ပိုင်းတစ်ခုကိုမီရှို့ကြည့်လိုက်တဲ့အခါမှာတော့အယောင်ကလုံးဝမပြောင်းသွားခဲ့ပါဘူး။အဲ့ဒီအတွက်ကီးကအဲ့ဒါဟာရွှေအစစ်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာရွှေကိုမြေကြီးထဲကတူးဖို့ပေါက်ပြားတွေနဲ့စတင်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ရွှေကြောက်တုံကြီးကအလွန်ကြီးမားနေပြီးမြဲမြံစွာတည်ရှိနေတာကြောင့်အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အနှဲငယ်တော့မရွေ့နိုင်ခဲ့ပါဘူး။ဒါနဲ့သူတို့ဟာကုန်ကားမှချီနှောင်ထားတဲ့ကျိုးကိုအသုံးပြုပြီးတော့ရွှေကိုဆွဲထုတ်ဖို့စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ရွှေကြောက်တုံကြီးကတော့မရွေ့တဲ့အပြင်ကျိုးကသာပြတ်ထွက်သွားပါတယ်။မိုးချုပ်စားအချိန်မှာတော့ကီးကညအတွက်ထင်းရှာဖို့ထွက်လာခဲ့ပါတယ်။ဒီဒေသမှာကတောခွေးတွေအလွန်တောင်းကျမ်းပြီးမီးနဲ့သာမောင်းထုတ်နိုင်တာကြောင့်ဗာဂျေးကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့်ဗာဂျေးကလည်းသူနဲ့အတူထင်းရှာဖို့လိုက်သွားခဲ့ပြီးနှစ်ယောက်အတူထင်းပုံကြီးတစ်ပုံကိုတည်ဆောင်လာခဲ့ကြပါတယ်။မီးမွေးပြီးနောက်မကြသေးခင်ကရှာတွေ့ထားတဲ့ရွှေအကြောင်းကိုထိုင်ပြီးတော့ဆွေးနွေးခဲ့ကြပါတယ်။ကီးကတော့သူတို့ရဲ့ဘဝတွေမကြခင်မှာဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတာကိုတွေးပြီးတော့အလွန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာစိတ်လှုပ်ရှားလွန်းတာကြောင့်အော်ဟစ်ပြီးတော့ခုန်ပေါက်ခဲ့ပါတယ်။အဲ့ဒီနောက်ကီးကရွှေကိုတူးဖို့မဖြစ်နိုင်တာကြောင့်သူတို့နှစ်ယောက်ထဲကတယောက်ကမြို့ကိုပြန်သွားပြီးရွှေကိုတူးထုတ်နိုင်ဖို့အတွက်မြေတူးဆက်တစ်စီးကိုတွားယူရမယ်လို့ပြောလာပါတယ်။ကီးကမြေတူးဆက်9ရန်ပေးနိုင်မယ်အဆက်အသွယ်တွေရှိတယ်လို့လည်းပြောပြီးတော့ဗာဂျေးအနေနဲ့မြို့ကိုပြန်သွားတဲ့နယ်လို့အကြံပြုခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဗာဂျေးဟာဒီလိုလူသူမနီးတဲ့ပတ်ဝန်းကျင်မှာနေထိုင်ဖူးတာမရှိသလိုအချိန်ကြာဘယ်လိုနေထိုင်ရမလဲဆိုတာလည်းမသိတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဗာဂျေးကတော့တခြားပုံစံနဲ့စဉ်းစားခဲ့ပါတယ်။သူကကီးကိုပဲမြို့ကိုသွားခိုင်းပြီးတော့မြေတူးဆက်ကိုယူလာဖို့ပြောလိုက်ပြီးသူကဒီနေရာမှာရွှေကိုထိုင်ဆောက်ရင်စောင့်နေမယ်လို့ပြောလိုက်ပါတယ်။ဒါအပြင်မြို့တစ်မှာသူဘာမှမသိသလိုလုံလောက်တဲ့အဆက်အသွယ်လည်းမရှိဘူးလို့ပြန်လည်ရှင်းပြခဲ့ပါတယ်။ဒါကိုကြားပြီးကီးကဒါဟာသူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဟုတ်မဟုတ်နောက်ဆုံးအကြိမ်မေးမြန်းခဲ့ပါတယ်။ဗာဂျေးကတော့သူဟာတန်မာတဲ့လူတစ်ယောက်
ယောက်ဖြစ်ပြီးတော့ဒီအခြေအနေကိုကောင်းလေးကင်တွင်နိုင်တယ်လို့ပြန်ဖြေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ကီကဗာဂျီအတွက်အစင်သစ်စားနိုင်တဲ့အစားအစာတွေရေတချို့နဲ့မိုးကတဲကိုထားပေးပြီးတော့ထွက်သွားခဲ့ပါတယ်မထွက်ခွခင်မှာလည်းဆက်သွယ်နိုင်ဖို့အတွက်ဂျူဒုဖုန်းတစ်လုံးနဲ့ကိုကာကွယ်ဖို့အတွက်အိတ်ဆောင်ဓာတ်တစ်ချောင်းကိုပေးခဲ့ပါတယ်အဲ့နောက်မြေတူးစက်နဲ့ပြန်လာဖို့9ရက်လောက်ကြာနိုင်တယ်လို့ပြောပြီးတော့ဗာဂျီကိုစိတ်တက်မကြဖို့နဲ့ကိုကျူဆိုင်ဖို့အတွက်မှကြားကထွက်သွားခဲ့ပါတယ်ကီထွက်သွားပြီးတဲ့နောက်မှာတော့ဗာဂျီကမိုးကတဲကိုကောက်ပြီးတော့အနီနာကတပ်ပင်တစ်ပေမှာချီနှောင်ကခိတောက်ခုလုံနိုင်မဲ့အမိုးကတစ်ခုကိုပြုလုပ်လိုက်ပါတယ်အဲ့ဒီနောက်ဂျူဒုဖုန်းကိုထုတ်ယူပြီးတော့အလုံးလုံးမလုံးကိုစစ်ဆေးခဲ့ပါတယ်ပြီးတော့ညအတွက်လိုအပ်မဲ့ထင်းနစ်ကိုလည်းပတ်ဝန်းကျင်မှာလိုက်လံကောက်ယူခဲ့ပါတယ်ထင်းနစ်ကောက်ပြီးပြန်လာတဲ့အခါမှာသူ့ရဲ့အမိုးကအနီနာမှာကီမီကောက်တစ်ကောင်တွာလာနေတာကိုတွေ့လိုက်ရပါတယ်ဗာဂျီကတစ်တာချောင်းတစ်ချောင်းနဲ့အဲ့ဒီကီမီကောက်ကိုသူ့နာကနေအဝေးကိုမောင်းထုတ်လိုက်ပါတယ်မကြခင်မှာညမောင်းလာတဲ့အခါမှာတော့ဗာဂျီကမီးပုံဘေးနားမှာထိုင်ပြီးတစ်တာဆုပ်အစားအစာကိုနှွေးခဲ့ပါတယ်အစားအစာကိုစားနေချိန်အနီနာမှာတော်ခွေးတွေကရန်ဖြစ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်စိုးရိမ်လာပြီးအိတ်ဆောင်ဓာတ်ကိုလက်ထဲမှာဆုပ်ကင်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဗာဂျီကဖြူဖြော့ပြီးတော့ပင်မနွမ်းနဲ့စွာနှူထားလာခဲ့ပါတယ်သူဟာဝမ်ဘိုက်ကိုပော့ပါစီဖို့အတွက်ချက်ချင်းထွက်ခွာသွားခဲ့ပေမဲ့မိမိကိုတန့်စင်ဖို့အတွက်ရေကိုဖြုံးတီးဖို့တော့မိုးရင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဂျိုဒုဖုန်းကနေမိလာခဲ့ပေမဲ့ဗာဂျီဖုန်းစီကိုအလင်းမြန်သွားနေချိန်မှာပဲဖုန်းလိုက်ကပြတ်တောက်သွားခဲ့ပါတယ်စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ဗာဂျီကပတ်ဝန်းကျင်ကိုလမ်းလျှောက်စူးစမ်းရင်းပျက်စီးနေတဲ့လေရင်တစည်းရဲ့အကျွင်းချက်တွေကိုတွေ့ရှိခဲ့ပါတယ်သူကအဲ့ဒီလေရင်ကိုအမိုးကအဖြစ်အသုံးပြုဖို့စဉ်းစားခဲ့ပေမဲ့ရွှေတွေရှိတဲ့နေရာကိုအဲ့ဒီနေရာကနေမမြင်နိုင်တာကြောင့်အဲ့ဒီအကြံကိုဆွလွတ်လိုက်ရပါတယ်ဒါပေမဲ့လေရင်ထဲကအစိပ်ပိုင်းတချို့ကိုယူလာပြီးတော့သူ့ရဲ့အမိုးကအဖြစ်အသုံးပြုလိုက်ပါတယ်မကြခင်မှာမောပတ်နေတဲ့ဗာဂျီကအိပ်ပျော်သွားခဲ့ပြီးတော့နိုးလာတဲ့အခါမှာနေရောင်ချီကြောက်သူ့ရဲ့မျက်နှာစိပ်ပိုင်းတချို့လောင်ကျွမ်းနေခဲ့ပါတယ်အဲ့ဒီနောက်သူဟာရွှေဘေးမှာထိုင်ရင်းတယောက်တည်းစကားပြောနေခဲ့ပါတယ်အဲ့ဒီလိုထိုင်နေချိန်မှာပဲဗာဂျီကရွှေထဲကအတုံးသေးလေးကိုခွဲထုတ်ဖို့အကြံရလာပါတယ်ကြောက်တုံတုံနဲ့ရွှေကိုထက်ကတလေးလေးထူရိုက်ပြီးတဲ့နောက်မှာတော့ရွှေရဲ့အတုံးသေးတုံးကိုအောင်မြင်စွာခွဲထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကီကဂျိုဒုဖုန်းနဲ့ဖုန်းဆက်လာတာကြောင့်ဗာဂျီကအလျင်အမြန်ပဲဖုန်းကင်လိုက်ပါတယ်ကီကကုန်ကားအင်ဂျင်မကြာခဏအပူလွန်ခဲ့တာကြောင့်ထင်ထားတဲ့ထက်အချိန်ပိုကြမယ်လို့လည်းပြောလိုက်ပါတယ်ဗာဂျီကလည်းရွှေတုံးသေးလေးကိုခွဲထုတ်နိုင်ခဲ့ပြီလို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ကီကတော့ရွှေဘေးမှာပဲအတိအကျထိုင်ဆောင်နေဖို့နဲ့သူအမြန်ဆုံးရလာအောင်ကြိုးစားမယ်လို့ပြောခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့ဗာဂျီကရွှေဘေးမှာထိုင်ဆောင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော်ခွေးတချို့ကသူ့အနီးကိုရောက်လာတာကြောင့်ဗာဂျီကထင်းတွေကိုအသုံးပြုပြီးခွေးတွေကိုမောင်းထုတ်ကာကိုကာကွယ်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ရေအနှဲငယ်ကိုဘူးထဲလောင်းထည့်ပြီးတော့တောက်နေချိန်မှာသူ့အနီးကိုအစင်းချောင်းပါတဲ့မွေတစ်ကောင်ကချင်းကပ်လာတာကိုသတိပြုမိလိုက်ပါတယ်ဗာဂျီကမွေကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့မွေကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ရေဘူးကိုမတော်တဆတိုင်းမိပြီးတော့ရေအများစုကမှောက်ကျသွားခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ဗာဂျီကလင်းပြက်ကျခဲ့တဲ့နေရာကိုထပ်မံသွားပြီးတော့သူ့အမိုးကအတွက်လင်းအပြက်အကျွင်းကြံ့တွေကိုထပ်ယူဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့စီကိုလူတစ်ယောက်ကလမ်းလျှောက်လာတာကိုသတိပြုမိလိုက်ပါတယ်ဗာဂျီကလင်းထဲဝင်ပြီးတော့ပေါအောင်နေခဲ့ပေမဲ့ခဏအကြာမှာအဲ့ဒီဒစိမ့်ကလင်းအနားကိုရောက်လာပြီးပုံနေရာကနေထွက်လာဖို့ပြောခဲ့ပါတယ်အဲ့ဒီဒစိမ့်ကအမျိုးသမီးတဦးဖြစ်နေပြီးတော့ဗာဂျီကိုအစားအစာနဲ့တောက်ဆရာတချို့ကိုပေးခဲ့ပေမဲ့ဗာဂျီကတော့ဘာတစ်ခုမှလက်မခံခဲ့ပါဘူးအမျိုးသမီးကဗာဂျီရဲ့ရွေချက်နဲ့တဲကပ်နယ်ရထဲကိုဘယ်လိုရောက်ခဲ့လဲဆိုတာကိုမေးမြန်းခဲ့ပေမဲ့ဗာဂျီကတော့တိတ်ဆိတ်စွာနဲ့ပဲသူ့ရဲ့မိကွန်းတွေကိုလိလူရှုခဲ့ပါတယ်အဲ့ဒီနောက်ဗာဂျီကအမျိုးသမီးကိုလင်းထဲမှာခိုလုံဖို့ကမ်းလှမ်းခဲ့ပြီးတော့သူကိုယ်တိုင်ကတော့အဲ့ဒီနေရာကနေထွက်ခွာဖို့စတင်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဗာဂျီဟာတခုခုကိုဖုံးကွယ်ထားတယ်လို့ထင်မြင်ခဲ့ပါတယ်ဒါကြောင့်ဗာဂျီရဲ့နောက်ကိုလိုက်လာပြီးဒီနေရာကိုဘယ်လိုရောက်လာလဲဆိုတာကိုစက်တိုက်မေးမြန်းခဲ့ပါတယ်မိကွန်းတွေများလာတဲ့နဲ့အမျှစိတ်တူလာတဲ့ဗာဂျီကတော့အမျိုးသမီးကိုထိတ်တိုက်ရင်ဆိုင်ပြီးသူကိစ္စတွေထဲဝင်မဆက်ဖက်ဖို့နဲ့ဒီနေရာကနေထွက်သွားဖို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးသမီးကဗာဂျီရဲ့အမိုးအကာကိုသတိပြုမိသွားပြီးတော့အဲ့ဒီစီကိုရှောက်သွားခဲ့ပါတယ်သူမကအမိုးအကာကိုဖျက်ဆီးဖို့ကြိုးစားရင်းဗာဂျီကိုဒီနေရာကနေထွက်ဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအခါစိတ်တို့ဒေါသထွက်နေတဲ့ဗာဂျီကပေါက်ပြားနဲ့အမျိုးသမီးကိုရိုက်နှက်လိုက်တာကြောင့်သူမဟာအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်အဲ့ဒီနောက်ဗာဂျီကအမျိုးသမီးရဲ့ကြိုပိုးအိတ်ထဲကအသုံးဝင်မဲ့ပစ္စည်းတွေကိုယူဆောင်လိုက်ပြီးတော့သူမရဲ့အလောင်းကိုအမိုးကအနီးနားမှာမြုပ်နှံလိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲတော်ခွေးတွေကရောက်လာပြီးအလောင်းကိုတူထုတ်ကဆွဲငင်နေကြပါတယ်ဗာဂျီကအဲ့ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ခွေးတွေကိုမောင်းထုတ်လိုက်ပြီးအလောင်းကိုအနေငယ်ဝေးတဲ့နေရာအထိဆွဲခေါ်သွားခဲ့ပါတယ်အဲ့ဒီနောက်ထင်းတချို့ကိုအသုံးပြုပြီးတော့အလောင်းကိုမီးရှို့ခဲ့ပါတယ်အဲ့ဒီလိုလုံနေချိန်မှာဗာဂျီရဲ့မျက်လုံးတွေကတော့မျက်ရည်တွေနဲ့ပြည့်နေနေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဗာဂျီဟာဂျိုဒုဖုန်းမြင့်တန်ကြောင့်နိုးလာပြီးဖုန်းကိုကင်လိုက်ပါတယ်တခြားတစ်ဖက်မှာတော့ကီကမြေတူးဆက်ကိုအောင်မြင်စွာရှာဖွေတွေ့ရှိထားပြီးဖြစ်ပေမဲ့မြေတူးဆက်ရဲ့အလေးချိန်ကြောင့်ခီးသွားနှုတ်နှေးကွေးနေပြီးအဲ့ဒီနေရာကိုရောက်ဖို့အချိန်ထက်လို့အောင်မေလို့ပြောလိုက်ပါတယ်ဖုန်းမချခင်မှာလည်းကီကဗာဂျီကိုကြက်ကြန့်ခံထားဖို့အားပေးခဲ့ပါတယ်အဲ့ဒီနောက်ဗာဂျီကဖျက်တမ်းသွားတဲ့ကုန်ကားတစ်စီးကိုတတိပြုမိခဲ့ပါတယ်ဒါပေမဲ့ရွှေတွေကိုပို့ပြီးရချင်တဲ့သူ့ရဲ့လောဘကြောင့်အဲ့ဒီကုန်ကားနောက်ကိုလိုက်ပြီးတော့ဒီနေရာကနေလွတ်မြောက်ဖို့အတွက်မကြိုးစားခဲ့ပါဘူးညအတွက်ထင်းရှာနေချိန်မှာပဲဗာဂျီဟာတဲမုန်တိုင်းတကူချင်းကပ်လာတာကိုတတိပြုမိလိုက်ပါတယ်သူဟာအမိုးကားတွေစီကိုအပြေးလွှာသွားခဲ့ပြီးတော့ဘေကင်းအောင်နေဖို့အတွက်ကြိုးစားခဲ့ပေမဲ့မှုန်တိုင်းကအလွန်ပြင်းထန်တာကြောင့်ခဏလေးအတွင်းမှာပဲသူ့
သူ့ရဲ့အမိုးကစိတ်ပိုင်းတွေကိုဆုတ်ပြစ်ပစ်လိုက်ပါတယ်ဒါကြောင့်ဗာဂျီဟာအသက်လူပြီးထွက်ပြေးခဲ့ရပါတယ်ထွက်ပြေးနေချိန်မှာပဲတစ်ကင်တစ်ခုကသူ့ကိုပြင်းထန်စွာရိုက်ခတ်ခဲ့ပါတယ်အချိန်နှဲငယ်ကြာပြီးနောက်မှာတော့မှုန်နိုင်ရက်သွားတဲ့အခါဗာဂျီကတဲပုံကြီးထဲမှာနိုးထလာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဝမ်ဘိုက်တွေကိုတစ်ကင်တစ်ချောင်းကစိုက်ဝင်နေတာတောင်အဲ့ဒါကိုအရင်မဖယ်ရှားပဲရွှေရှိတဲ့နေရာကိုပဲအလင်းမြန်သွားခဲ့ပါတယ်တဲတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့ရွှေကြောက်တုံကြီးကိုပြန်တွေ့ခဲ့ရပြီးအဲ့ဒီနားမှာပဲသတိလေးမြင့်မြော်သွားခဲ့ပါတယ်ဗာဂျီသတိရလာတဲ့အခါမှာတော့ဝမ်ဘိုက်ထဲစိုက်နေတဲ့တစ်ကန်ကိုသူကိုယ်တိုင်နှုတ်ယူလိုက်ပါတယ်တစ်ကန်ကိုဆွဲထုတ်လိုက်တဲ့အခါမှာသွေးတွေအမြောက်အများထွက်လာခဲ့ပြီးနာကျင်မှုကိုအန်တုရင်မီးမွေးကတစ်တာဘူးတစ်ခုကိုပူအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်ပူပြင်းနေတဲ့ဘူးနဲ့ဒဏ်ရာကိုပိုတက်နေစင်မှာပဲဗာဂျီဟာနာကျင်လုံးလာကြောင်းငိုကြွေးနေခဲ့ပါတယ်အဲ့နောက်ခဏကြာမှာပဲမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်နိုးလာတဲ့အခါမှာတော့ဗာဂျီဟာသူ့ကိုလေးများနဲ့ချိန်ရွထားတဲ့အမျိုးသမီးတဦးကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူဟာအစောပိုင်းကတိတ်ဆုံးသွားခဲ့တဲ့အမျိုးသမီးရဲ့ပုံရိပ်တွေကိုထပ်မံမြင်တွေ့လာခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကဗာဂျီကိုတောက်ဖို့ရေနှဲငယ်ပေးပြီးနောက်ထွက်ခွာသွားခဲ့ပါတယ်ဗာဂျီမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့အမျိုးသမီးကိုအနီးနားမှာမတွေ့ရတော့တာကြောင့်သူဟာထင်အောင်ထင်မှားဖြစ်နေခဲ့တာပဲလို့နားလည်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျိုဒုဖုန်းကမိလာတာကြောင့်ဗာဂျီကတဲထဲကဖုန်းကိုတူထုတ်လိုက်ပါတယ်ကီနဲ့စကားပြောရင်းအမျိုးသမီးတဦးကြောင်းကိုပြောပြလိုက်တဲ့အခါမှာတော့ကီကသူမကိုအမြန်ဆုံးဖယ်ရှားပြဖို့အကြံပေးခဲ့ပါတယ်ဖုန်းချပြီးမကြခင်မှာပဲအဲ့ဒီအမျိုးသမီးဟာဗာဂျီရှိမှထပ်မံပေါ်လာပြီးတော့အကူအညီတချို့ကိုပေးခဲ့ပါတယ်ဒါပေမဲ့ရွှေကိုပဲအာယုံစိုက်နေတဲ့လောဘကြီးလာတဲ့ဗာဂျီကသူမကိုထွက်သွားဖို့အော်ဟစ်ခဲ့ပါတယ်အမျိုးသမီးကထွက်ခွာမသွားခင်မှာသူမရဲ့ညီမကိုတွေးမိသလားလို့မေးမြန်းခဲ့ပေမဲ့ဗာဂျီကတော့ဘာမှပြန်မဖြေခဲ့ပါဘူးနောက်ပိုင်းမှာဗာဂျီကမျက်လုံးဖွင့်လိုက်တဲ့အခါမှာသူ့ရဲ့အနီးနားတဝိုက်မှာငိမ့်သွားတဲ့မီးပုံနဲ့တော်ခွေးတွေဝိုင်းရနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူဟာကီးစီချက်ချင်းဖုန်းဆက်ပြီးတော့သူဘယ်နေရာမှာရှိနေလဲလို့မေးခဲ့ပါတယ်ကီးကအနီးနားမှာရှိနေပြီးအမြန်ဆုံးရောက်လာမယ်လို့ပြန်ဖြေခဲ့ပါတယ်တော်ခွေးတွေကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတာကြောင့်ဗာဂျီကမြင်မြန်လာခဲ့ဖို့ဖုန်းထဲကနေငိုယူတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအံ့အားသင့်စရာအဖြစ်ကီးဟာဗာဂျီနဲ့အကွာဝေးတစ်ခုမှထိုင်နေပြီးတော့မှန်ဘလူးနဲ့သူ့ကိုစောင့်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဗာဂျီဟာတော်ခွေးတွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရပေမဲ့ကီးကတော့ဝင်ရောက်ကူညီခြင်းမရှိဘဲဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့တော်ခွေးတွေကဗာဂျီကိုတိုက်ခိုက်ပြီးဆွဲဝင်သွားတဲ့အထိကီးဟာအဲ့ဒီနေရာကနေစောင့်ကြည့်ခဲ့ပါတယ်အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့ဗာဂျီရဲ့ခန္ဓာကိုယ်ကတော့တော်ခွေးတွေရဲ့စားတောက်ခြင်းကိုခံလိုက်ရပါပြီအချိန်ကောင်းကိုစောင့်နေတဲ့ကီးကလည်းအဲ့ဒီခါကျမှမြေတူးစက်ကိုတင်ထားတဲ့ကားနဲ့ရောက်လာခဲ့ပြီးတော့ဗာဂျီကိုကြည့်ကကားထဲကပစ္စည်းတစ်ခုကိုယူပြီးလှည့်အထွက်မှာမြားတစ်ချောင်းကသူ့ရဲ့ရင်ဘတ်ကိုလာဆိုင်သွားပါတယ်အဲ့ဒီမြားကိုပြစ်လိုက်သူကတော့ဘယ်သူဘယ်ဝါဖြစ်ကြောင်းမသိရပေမဲ့ကိုယုံကြည်ရတဲ့လူတွေကသာကိုယ့်ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးနိုင်တယ်ဆိုတာကိုတော့သိလိုက်ရပါတယ်